ဒီနေ့ vlog လေးကတော့ shopping သွားတဲ့ vlog လေးပါနောက်ပြီးတော့အဆက်ကြိုက်တဲ့သူတွေအတွက်ထီထီမိမိ Kurashiki ကခောက်ဆွဲဆိုင်လေးကိုလည်း sharing လုပ်ပေးပါပါမယ်နေ့လည်စာကတော့အရင်ဈေးချိုတဲ့ဆိုင်ဈေးတွေကမှစားလိုက်ပါတယ် shopping သွားတဲ့ vlog ဆိုပေမဲ့ဈေးဝယ်တာကတော့ video တစ်ခုမှမရိုက်ခဲ့ရပါဘူးရှင်ဒါကတော့ဈေးဝယ်ပြီးတော့မောလို့မလို့ဘာထက်ဆိုင်ကောင်းမလဲဆိုပြီးတော့လိုက်ရှာနေကြတာပါအဲ့ဒါနဲ့ရှာရင်နဲ့ Hisashi Burino ဘာပဲတီးတောက်ကြပါမယ်ကောင်းလားဆိုတော့မကောင်းပါဘူးကျွန်တော်မကြိုက်တဲ့လူကမကောင်းဘူးဆိုတာနားလေပါတယ်ဆိုင်ပြီးတော့ဒီပေါ်စပန်ဒီမကောင်းကြောင်ပြောပါညာတာတာပေါ့ရှင်အဲ့ဒါပြီးတော့ပြန်မယ်လှုပ်ထားပေမဲ့ Kurashiki ပီကန်ကိုတွားကြမယ်ဆိုပြီးတော့ဖြစ်သွားပါတယ်မလွယ်ဘူးလေအဲ့တော့ကတကြိုက်ညွှန်ပါလေမစပင်းနဲ့ဝေးကနေမှာနော်ဒီလားနဲ့7မိနစ်ဆိုတာအမဝေးရနော်စပိန်နဲ့တော့ရောဟုတ်တယ်စပိန်နဲ့ပဲ15မိနစ်အမအတူလာတဲ့အမဘလော်ရဲကိုမပါခြင်းဘူးလေဆိုပြီးတော့ဘေးထွက်နေတာလားလို့နောက်ကျောလေးပဲပါမားလို့ဆိုပြီးတော့ချော့ခေါ်ပါတယ်အဲ့ပြီးတော့သူ့ကိုကာပြီးတော့လမ်းလျှောက်ပြီးတော့ပေါ့နော်ကာယကြီးနဲ့လမ်းလျှောက်ပါတယ်ရှင်အဲ့ကြောင့်မလို့သူကအဓိကတော့ဟိုကိုကြီးမချင်းကနာမည်ကြီးတာဆိုပေမဲ့ဒီမှာကနိုင်ငံသားအလားများတော့ကြတော့ဒီ Kurashiki မှာလာပြီးတော့ကိုကြီးမချင်းတွေကလာဖွင့်နေတာကျင်းလို့ပြောကျင်းမလေးကျင်းဆိုင်နေလက်ဆောင်ပစ္စည်းဆိုင်နေရတော့အများကြီးKurashiki ပီကန်ကိုရောက်ပါပြီရှင်ဟိုတစ်ခါဒီမလေးတို့လာတော့ဟိုနရန်ဟာအရွက်တည်းစိမ့်ဆိုနေတော့အရန်လာတာအဲ့တော့လေးလာပါ crab shop လာမလို့ဟုတ်တယ်ဒီမှာခဏဝင်ကြည့်အကြပြီးတော့ crab shop ကိုခဏဝင်ကြည့်ပါတယ်ဟိုမွေတီမွေနဲ့အဲ့ဒီကကြိုက်တဲ့အိတ်လေးတွေ့ခဲ့ပါသေးတယ်ဈေးကြီးလို့မဝယ်ခဲ့နိုင်ပါဘူးရှင်အများကြီးပဲငကက်လေးနော်ဟုတ်တယ်ရှင်းနေငကက်လောက်တယ်ဝယ်လိုက်နော်လာမယ်ထင်တယ်ဒါလေးတော်လေးချစ်စရာလေးဘာမှမဟုတ်လူလာပြနော်ဒါကတော့ Pecan Beer ဖုန်းနဲ့ဖွာရ crash shot ဆိုင်တီတီလေးပေါ့နော်ဒါနဲ့လေအဲ့ဒီ beer လောဆန်အရင်တစ်ခါလေးလာတော့မတွေ့သလိုပဲအဲ့ဒါနဲ့အဲ့ဒီနားမှာခဏထိုင်ပြီးတော့ထပ်ပြီးတော့အတင်းထပ်တော့ကြပြန်ပါတယ်အဲ့ဒါပြီးတော့အရက်ကြောင်းရောက်သွားပြီးတော့ကျမအောင်မတောက်ဘူးလားဆိုပြီးတော့အမိခံရပါတယ်မနေ့မတောက်ဘာတော့မလဲအဲ့ဒါပြီးတော့9နာရီထိုးရထားနဲ့ပြန်ညမယ်ဆိုပြီးတော့ပြန်လာခဲ့ကြပါတယ်ဒါကတော့ဘာအစားဦးလည်းမသိပါဘူး gift shop ပဲထင်ပါတယ်သူများတွေရိုက်နေလှလို့ရိုက်ခဲ့တာပါအတားပြီးတော့ဒီနေရာက photo spot ထင်တာပဲအဲ့နာမှာဝိုင်းပြီးတော့တပုံလေးရိုက်နေကြ Kurashiki ကိုနောက်တစ်ခေါက်လာလို့ရှင်လီစီးမယ်လို့ဆိုပြီးတော့လောက်ထားပေမဲ့အခုလည်းနောက်ကျနေလို့ဒီတစ်ခေါက်လည်းမစီးခဲ့ရပါဘူးရှင်လမ်းလျှောက်ပြီးဆက်ပြန်လာရင်လည်း ramen ဝင်စားကြမယ်လို့ဆိုပြီးတော့ ramen ဆိုင်မှာအဲ့ပြဿနာကြီးဖြစ်ကြပါသေးရော25နိုင်ခွဲလဲတမျိုးပဲတကယ်ကအိုက်ဆိုင်ရာ ramen ဆိုင်မှာဟို menu တွေပါတယ်ရှာကြည့်ရလဲ ramen menu လည်းမတွေ့ဘူးလို့ဆိုပြီးတော့တကယ်ကတော့အဲ့ဒီဘေးကနေပြီးတော့လေကားလေးနဲ့အောက်ကိုဆင်းသွားတာပါဆိုင်ရှင်ကတော့သဘောမကောင်းပါဘူးပြုံးလည်းမပြဘူးဘာကြီးမှလည်းမသိပါဘူးရှင်ဒါမှမဟုတ်အဲ့နေရာသူ့အလုပ်ဖော်တွေမလာလို့ပဲလားမသိဘူးတယောက်တည်းအဲ့နေရာအဲ့ဒါတမျိုးပဲအဲ့ဒီထဲကအခါကီခါရာမန်ဆိုတဲ့ဟာလေးမှာလိုက်ပါတယ်သူက full size က1000ပေါ့နော်တဝက်ဆိုရင်800တဲ့တိတ်တော့လည်းမကွာဘူး200လေးနဲ့ full size မှာလိုက်ရမှာကျွန်တော်အဲ့ဒါနောင်နာတွေရနေ half ပဲမှာပြီးတော့စားလို့ကောင်းနေတော့သူကဟင်းရည်ထဲမှာကြောက်ကိုဖောက်ထည့်ထားတယ်ပြီးတော့ဟင်းရည်တော်တော်လေးဆက်တယ်ကျွန်တော်တော့ပေါ့နော်ပြီးရဆက်စားနိုင်တဲ့နေရာကတော့အဲ့လောက်တိတ်မဆက်ဘူးလို့ပြောတာပဲဒါပေမဲ့ဆက်ပါတယ်စားလို့ကောင်းတယ်တီတီမီနဲ့ကျွန်တော်စားနေကြဟာရတာတော့ထက်ကိုပို့ပြီးတော့ကြိုက်တယ်နောက်ပြီးတော့ဒီဟာခောက်ဆွဲကသူကပုံမှန်ဆိုရင်ဒီဘန်ခောက်ဆွဲဆိုင်နေကအမာလေးဒီအမာလေးနဲ့သူ့အရာသားလေးနဲ့လိုက်နေအောင်ဟုတ်မဟုတ်တော့ပုံမှန်ဆိုရင်တော့ကျွန်တော်အပြော့ရာဝရခမင်းနေပဲစားနေကြအောင်စားလို့ကောင်းပါတယ်အဲ့ဒါပြီးတော့ပြန်ကြပါပြီ Thank you for watching bye bye